重庆ရရင်တော့ဒါမျိုးတွေစားမှာလှော်စာရယ်ပဲနုရယ်ခုဖြစ်တဲ့ဝက်တနီချက်ပါရန်ကိုစားလို့ကောင်းပါတယ်နော်ဟိုပိန်းနေသည့်အစီလိုဟာမျိုးလေးတောင်တွေမြစ်တွေအားလုံးပေါင်းဆက်ထားတဲ့ unit ဖြစ်တဲ့မျိုးတစ်မျိုးပါနော်ညရောက်လာပြီဆိုတာနဲ့မိအောင်စုံစီကြားမှာလှပနေတဲ့ခြုံချင်းမျိုးပါရှင်ဝယ်သားတော့7မျိုးပြောပါတယ်Nisty တို့ရဲ့ Jam Center နီမှာကြိုဆိုပါရရှင်အသက်ရွယ်ငယ်တုန်းခီးတွေသွားနိုင်တော့ချိန်ကောင်းတော့မှခီးသွားကြဖို့အားလုံးကိုတိုက်တွန်းလိုက်ပါရနော်အမတ်တရကောင်းနေစုဆောင်းဖို့မမေ့ကြပါနဲ့နော်ခြုံချင်းရရင်တော့ဒါမျိုးတွေစားရမှာနော်ပူရှင်းရှင်းနဲ့ထုံစီများသလိုဆက်လဲဆက်ပါတယ်ခောက်ဆွဲသားလေးရတော့မြင်ပါတယ်ဒါလေးကတော့ချူပွဲပါလှော်စာရယ်ပဲနုရယ်ပဲအနှစ်ရယ်ပေါ့နော်ပါပါတယ်ဒါလေးကတော့ပစွန်ပဲကြစံပါအပေါ်ကအနှစ်တွေကတော့ကြက်သွန်ဖြူတွေနော်ကျက်သွန်ပြူတွေပေါ်ခင်းထားတာပစုံပဲကြစံလေးနဲ့သူလည်းစားလို့ကောင်းပါတယ်ကျက်သွန်ပြူနဲ့တင်းတင်းလေးနဲ့ပါဒီဆိုင်လေးကလေနင်တို့မထင်မှတ်ပဲတွေးခဲ့တာဒါ Raffle City ရဲ့ shopping center ထဲမှာရှိတယ်သူကအင်ဂျက်လိုမျိုးချက်တာလို့ရေးထားပါတယ်ဒီကစားတောက်ဆိုင်တွေကတခုကောင်းတာလေဘာလေးပဲမှမှအရင်လဲစောင့်ကြရမလို့15မိနစ်20နဲ့မှားထားဟင်းပွဲအကုန်ရောက်တယ်ရောက်လာတဲ့ဟင်းပွဲတွေကလည်းအခုလိုပဲတိလာအငွေတစ်ထောင်ထောင်နဲ့ဆိုတော့စားရတာအဆင်ပြေတယ်။ရေးတဲ့ဒေတာမှာဒီလိုအငွေတစ်ထောင်ထောင်လေးနဲ့ဟိုအရင်အကြိုက်မဆောင်ရပဲစားရတာဆိုတော့တော်တော်လေးတော့အဆင်ပြေပါတယ်။ဒါကတော့ပြောင်းမှုဟိုမှာလေcheese တွေနဲ့လုပ်ထားတာဆိုတော့ဒီဆောင်စိတ်နေရပဲနော်။ဒါမဲ့စားလို့ကောင်းပါတယ်။ဟိုကောင်းတာတော့ cheese လေးတွေနဲ့ဒီမှာစားမကောင်းတာပါလဲဆိုတော့နင်းတို့မှားစမ်းပြီးမှမိရဲ့ဖတ်ထုတ်ကြောပေါ့နော်။သူ့ရဲ့ရတာတော့တိတ်ပြီးတော့မကြိုက်ပါဘူး။ဒါဆိုမစားနိုင်ခဲ့ပါဘူးအဲ့ဒါလေးကိုဖတ်ထုတ်ကြောလေးကတိတ်စားလို့မကောင်းဘူး။အဲ့ဆိုင်မှာတော်တော်များများစားကောင်းတယ်။အဲ့ဖတ်ထုတ်ကြောတစ်ခုပဲစားမကောင်းတော့ဒီဝတ်သားနဲ့ငရုတ်ပွားချက်လေးလည်းစားကောင်းတယ်နော်။ဒါကတော့သူတို့ဆိုင်ရဲ့ signature dish တစ်ခုဖြစ်တဲ့ဝတ်တနီချက်ပါရှင်။အရန်ကိုစားလို့ကောင်းပါတယ်နော်။ဒါလေးကတော့ကျက်စွပ်ပြုတ်ကူမှမြေစာအုပ်လေးတွေနဲ့ထည့်ပြီးတော့ဟင်းကြိုချက်ထားတာ။သူ့ရဲ့မြေစာအုပ်လေးရဆိုလို့ရှိရင်မသိရင်လေဟိုပိန်းနေသည့်အစီလိုဟာမျိုးလေးစားလို့လည်းကောင်းတယ်အဲ့ဟင်းကြိုဘယ်လောက်ကြိုက်လဲဆိုရင်သွားစားတဲ့အခောက်တိုင်းမှာအဟင်းကြိုပါအောင်ကိုစားပါတယ်မှားစားပါတယ်ဒါတော့ကြက်သားကိုချိုးစားရမလားဆိုရင်မှားလိုက်တာထုံဆက်တင်နေဆိုတော့စားမကောင်းပါဘူးသူတို့ရှီယာဖတ်ထုတ်ကိုဒီလိုမျိုးရေလေးစိန်ထားတော့လေအေးတဲ့ဂျာတီဥစုဆိုတော့တုံနဲ့လည်းမာပြီးခြောက်မသွားဘူးပေါ့နော်ရေစိန်ထားတော့ပျော့ပျော့လေးပဲဖြစ်နေတယ်ဒီကဏ္ဍမှာပန်းကြောင်ရင်တွေရလေအေးတဲ့ဒေသတွေမှာမဖြစ်မနေတောက်သုံးပေးသင့်ပါတယ်လေဘင်းနာလေချောင်းနာတွေမဖြစ်ဘူးနော်ကဲခုနင်းတို့ကစားလို့လဲပြီးပြီဆိုတော့အဲ Raffle City ရဲ့ရှေ့ကို try in river farm ရှိပါတယ်အဲ့မှာ drone show သွားကြည့်ပါမယ်နင်းတို့ရောက်တဲ့ရက်ကလည်းစနေနေ့ဖြစ်တဲ့ drone show ကလည်းစနေပတ်စဉ်8နာရီခွဲမှာတင်ဆက်နေကြရဲဆိုတော့တိုက်ဆိုင်ဆိုင်ရောက်နေရဆိုလဲကြည့်ရမှာပေါ့နော်စနေနေ့ည8နာရီခွဲမှာတင်ဆက်နေကြဖြစ်တဲ့ drone show ပါရှင်ဒီနေ့တိုက်ဆိုင်နင်းတို့ဒီနေရာရောက်နေပါတယ်ခြုံချင်းမြို့ဟာဆိုလို့ရှိရင်ရန်စီမြစ်နဲ့ဂျာလင်းမြစ်တို့စုံစည်းရဲ့စုံရရက်မှာတည်ရှိပြီးတော့တရုတ်ပြည်ကနေပြီးတော့တိုက်ရိုက်အုပ်ချုပ်တဲ့မြို့တော်အဆင့်မှာရှိပါတယ်လူဦးရေအပြင်ဆိုလို့ရှိရင်တော့လူဦးရေတန်း30ကျော်ရှိတဲ့လူဦးရေအများဆုံးနေရာမြို့တစ်မြို့ပါနော်တောင်ပေါ်လမ်းတွေနဲ့တောင်တွေမြစ်တွေအားလုံးပေါင်းဆက်ထားတဲ့ unit ဖြစ်တဲ့မြို့တစ်မြို့ပါနော်တရုတ်ပြည်လာမယ်ဆိုလို့ရှိရင်တော့ခြုံချင်းကိုမဖြစ်မနေလာကြည့်ဖို့ recommend ပေးပါတယ်ခြုံချင်းမြို့ဟာ80မြို့တော်လို့တောင်ခေါ်ကြပါတယ်ရှင်ညဘက်ရောက်ရင်ခြုံချင်းမြို့ကတအားကိုလှလာတာနော်ဒီမြို့လေးကိုဘာလို့ HD မြို့လို့ခေါ်လဲဆိုလို့ရှိရင်ဒီမြို့ကတောင်ပေါ်တောင်အောက်တနေရာထဲမှာပဲအဆင့်တွေအများကြီးရှိလို့လူတွေက80မြို့လို့ခေါ်ကြတယ်လို့ပြောပါတယ်နော်ညရောက်လာပြီဆိုတာနဲ့မိအောင်စုံစီကြားမှာလှပနေတဲ့ခြုံချင်းမြို့ပါရှင်ခြုံချင်းရုံးချိုးရောက်နေရပါတအားပြေးပါတယ်ဝယ်သားတော့7မျိုးပြောပါတယ်ဒီတက်တာလေးပြေးပါတယ်ရှင်ခြုံချင်းဟာတရုတ်ပြည်ရဲ့အနောက်တောင်ဘက်မှာရှိပြီးတော့တောင်ပေါ်မြို့မြစ်ပေါ်မြို့ HD မြို့လို့လူသိများပါတယ်ဒီခြုံချင်းမြို့ဟာဆိုရင်အခြားပုံမှန်အခြားမြို့တွေလိုလမ်းတွေကပုံမှန်မဟုတ်ဘူးလမ်းတစ်လမ်းထဲမှာပဲအပေါ်လမ်းလည်းရှိတယ်အောက်လမ်းလည်းရှိတယ်အဆင့်တွေအများကြီးရှိတယ်
ခြုံချင်းမြို့ကြောင်ပြောမယ်ဆိုရင်ခြံခဲ့လို့မရတာတကူကတော့ဟော့ပေါ့ပေါ့နော်သူဟော့ပေါ့စီတီလို့တောင်ခေါ်လို့ရရတော့ခြုံချင်းဟော့ပေါ့ကဆက်လဲဆက်တယ်စီလဲများတယ်ရုပ်သီးလဲရမ်းပြင်းတယ်အထုံတွေလဲရမ်းပြင်းပါတယ်ဒါပေမဲ့သူ့ရဲ့ခြုံချင်းရဲ့ဟော့ပေါ့ကလည်းအဆက်ကြိုက်တဲ့သူတွေအတွက်မေးမရနိုင်တဲ့ရတာပေးစွမ်းနိုင်တယ်နော်နင်တို့လိုအဆက်မကြိုက်ဘူးထုံမကြိုက်ဘူးဆိုရင်တော့နည်းနည်းတော့ဒုက္ခဖြစ်တာပေါ့နော်ဒီနေ့ညတော့ drone show လေးကြည့်နေပဲကြည့်နေလိုက်ကြပါအောင်နော်မနေ့ဖြန်မှာတော့ခြုံချင်းရဲ့အတီးကနေရာထင်ကြီးရနေရာတွေကိုတွားလိုက်မှမို့လို့နေ့နဲ့တူတူလိုက်ခဲ့ကြပါအောင်နော်အားလုံးပဲခုနိုင်ပါရှင်မနေ့ဖြန်မှာပြန်တွေ့ပါမယ်နော်